ကိုဖို့ပဲဆိုကံကိုပဲအခုလိုနေချင်ညာကိုချစ်သူတွေ့မှာကြိုးစားမယ်လူရဲ့တဘောလောကရဲ့အစင်လာတစ်ခုပါဘုရားရှင်တော်မှာပါရမီပြည့်